Yo what's up ကျွန်တော်ခုပါဒီနေ့မနေ့တော့အလုပ်ကိစ္စတစ်ခုရှိတာနဲ့ကျွန်တော်နိုင်ဘက်ကိုသွားပါတယ်ဒီနေ့ကတော့အိမ်နဲ့သွားတာပေါ့လေမနိုင်ပြောရရင်ကျွန်တော်အိမ်နဲ့တော်တော်လေး close ဖြစ်တယ်အဖေနဲ့ရောအမေနဲ့ရောအဲ့လို close ဖြစ်တယ်မှာပါတယ်အရင်ကတော့စိတ်ခဏခဏကောက်တယ်နောက်ပိုင်းတော့လည်းမဟုတ်တော့ဘူးတည်မလားအိမ်ရဲ့အလုပ်တွေပါတယ်အစားကိုကလိုက်လုပ်ပေးလိုက်ပြူပေးနဲ့လုပ်ပေးရတာပေါ့ဦးစီးဦးဆောင်ပြီးတချို့ဘိုင်းတွေမှာဆိုကိုကပါဦးစီးဦးဆောင်ပြီးလုပ်ပေးရလေးရှိလာတယ် so yeah I'll do more Okay အဲ့တော့အိမ်ပြန်ရောက်တော့ကျွန်တော်စာလုပ်တယ်စာမလုပ်ခင်ရေတောက်တယ်ရေတောက်နေအချိန်ပေးနာနေမယ်ဟာတာရလာပြောနေလို့ရီနေရသေးရဲ့ဗျာတကယ်ကျွန်တော်အမေနဲ့ကျွန်တော်နေရလို့ပဲအများကြီးရီစီရာတွေပြောပြီးတော့စနှောင်းနေတယ်ကဲဒီလိုနဲ့ကျွန်တော်စာရီဘာတွေချက်ဘာညာပေါ့ဗျာတည်ရမလားစာရီဘာတွေလောက်ကြတယ်ပေါ့စာလုပ်ပြီးတော့ကျွန်တော် gym ဆော့တယ်ကျွန်တော်က gym ဆော့ရတာအင်မတန်ကြိုက်တယ် gym ရလို့တော့လည်းမတတ်မပါဘူးဒါပေမဲ့အလေးတွေဆိုရင်ကျွန်တော်ပုံမှန်ထက်ပိုပြီးတူပြီးဆော့တယ်It's like day by day ကိုကျွန်တော်ပို့ပြီးတော့ better ဖြစ်အောင်ပို့ပြီး improve ဖြစ်အောင်အများကြီးကို pressure ပေးတယ်ကိုတိုက်တွန်းပြီးတော့လုပ်တယ်ဆိုတော့ yeah it boosts my confidence ပါတယ်လားပြန်ရောက်တယ်တဖန်ပြန်စားလုပ်တယ်ဘုံမလင်းလင်းပြောရရင်စောင်းမဲ့2ပတ်လောက်ပဲကျွန်တော်ရဗျအဲ့တော့စားတော့လောက်ကြတာပေါ့ဒါပေမဲ့ pressure တော့အရင်မများဘူးအဲ့တော့ AI ချောင်း AA စီစဉ်နဲ့လုပ်တယ်ကဲဒီလိုနဲ့ညရောက်ပြီဆိုတော့ကျွန်တော်လုပ်တဲ့အကျင့်တစ်ခုကိုကျွန်တော်ပြမယ်ဒီနေ့အဲ့ဒါဘာလဲဆိုတော့ journaling ရေးတာပါဟုတ်ပါတယ်ကျွန်တော်ပြောခုလေကျွန်တော်စာဖတ်ရတာကြိုက်တယ်လို့အဲ့တော့စာဖတ်ကြရကြိုက်တဲ့သူတယောက်အနေနဲ့စာရေးကြရကြိုက်တာလည်းမထူးဆန်းဘူးပေါ့နော်အဲ့တော့ကိုเจ้าကိုကတော့အမြဲတမ်းရေးတယ်ကိုတနေ့တာမှာကိုဘာတွေလုပ်ခဲ့တယ်ဖြစ်ခဲ့တယ်စသဖြင့်ဒီနေ့ကိုဘာတွေလမ်းလုပ်ခဲ့တယ်ဒီနေ့ကိုဘာတွေမှားခဲ့တယ်ကိုဘာတွေမှန်တာလုပ်ခဲ့တယ်အဲ့ဒါမျိုးပြန်ပြီး revise လုပ်တယ်ခုတော့တိုးပြီး take care နော်ကျွန်တော်ကတော့ cool ပါ